hello ตัวนี้ตะยุดีตะยุလူငယ်ဒီကလေးဒီအကပြိုင်ပွဲဖြစ်ပါတယ်Dance competitions. Chinese children's are dance competition today.ကျွန်တော်ခုနသွားတဲ့နေရာကတော့တရုတ်ကလေးတွေကတဲ့ပြိုင်ပွဲဖြစ်ပါတယ်အဲ့ဒါအမတမလည်းကြောက်စရာကောင်းတယ်ဒါပေမဲ့သူတို့လည်းအကောင်းဆုံးဖြစ်အောင်ကတာဖြစ်တယ်bye bye